အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဖုန်းရေဆိုးတဲ့ခါမှာနော်ဆန်းဦးလေးကိုထည့်ထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဖုန်းရေဆိုးတဲ့ခါမှာစပီကာရဲ့ရေတွေကိုထုတ်လို့ရတဲ့နည်းလမ်းလေးကြောင်းကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမ Play Store တွေကိုသွားမှာဖြစ်ပါတယ်ကျွန်တော်ခုပြထားတဲ့ Play Store တွေဝင်လိုက်ပေါ့နော် Play Store ရဲ့ server ကျွန်တော်မျှပြထားတဲ့ server လေးကိုနှိပ်တယ်ပေါ့နော်နှိပ်ပြီးတော့ဒီနေရာလေးမှာဗာရေးရမလဲဆိုတော့clear speaker ပေါ့နော် clear speaker ဆိုတာလေးရေးလိုက်ပေါ့နော်ဒါဒီလိုမျိုးပေါ်လာတဲ့ခါမှာ clear speaker software လေးကိုကျွန်တော်နှိပ်ပြီးတော့ download ဆွဲမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ software လေးပေါ့နော်ဒီ software လေးကျွန်တော် download ဆွဲလိုက်မယ်ကျွန်တော်မျှပြထားတဲ့နေရာလေးကိုနှိပ်ပြီးတော့ install တင်လိုက်မယ်ပေါ့ဒါဆို100ရာခိုင်နှုန်းပြအောင်စောင်းလိုက်ပါနော်ဒီလိုမျိုး install ဖြစ်တဲ့ခါမှာဒီမှာ open ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါနော်နှိပ်ပြီးတော့ဒီ software တွေဝင်လိုက်တဲ့ခါမှာဒီမှာတစ်ခုတည်းတည်းဒီ software သုံးမှဆိုရင် volume clock ကိုပေါ့နော်အမြင့်ဆုံးအတန်အမြင့်ဆုံးမြင့်ထားမှာဖြစ်တယ်ပေါ့နော်ဟိုမှာအပြောင်းနေရာလေးပေါ့နော်ကျွန်တော်ကမျှပြတဲ့နေရာလေးကို clean speaker now ဆိုတာလေးကိုနှိပ်လိုက်ပေါ့နှိပ်လိုက်မှဆိုဒါဆိုရင် normal pitch နဲ့ medium pitch ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့ကျွန်တော် normal pitch နဲ့အရင်ဆုံးနှိပ်ပြီးတော့ဝင်လိုက်မှာပေါ့ဝင်လို့ရှိရင်ဒါမျိုးအတန်လေးပေါ့ထွက်လာလို့ရှိရင်ဒီအတန်လေးကိုကြာကြာလေးဖွင့်ပြီးတော့နားထောင်လိုက်ပေါ့နော်ဒါဆိုရင်ဒီတစ်ခုကိုရက်ချင်တယ်ဆိုဒါမျိုးလေးရက်လိုက်ပေါ့နော်နောက်တစ်ခုက medium pitch တဲ့နေရာလေးကိုလည်းဒီလိုနှိပ်လိုက်ပေါ့နော်နှိပ်လို့ရှိရင်အတန်လေးပေါ့ဒါမျိုးအတန်လေးထွက်လာလိမ့်မယ်ဒါဆိုလို့ရှိရင်ဖုန်း speaker ထဲမှာဝင်နေတဲ့ရေတွေကပေါ့နော်ဒီရဲ့ vibrate တုံခါမှုကြောင့်ထွက်ကြလာမယ်ပေါ့နော်ဒီမှာတစ်ခုတတိထားရမှာတော့ဖုန်းကို speaker အဲ့လိုမျိုးဖွင့်မယ်ဆိုလို့ရှိရင်ဖုန်း speaker ကိုဒီလိုမျိုးအောက်ဘက်ကိုနှိမ်ထားဖို့တော့လိုတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်